အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel ကနေကြိုဆိုပါရစေကိုလင်းရဲ့ YouTube channel ကို like ပေးခြင်း comment ရေးခြင်း share ပေးခြင်းဖြင့်ကူညီပေးပါလို့မြတ်တာရက်ခံပါတယ်ဒီနေ့ video file လေးဖိုင်ပြခြင်းတယ်ဒီနေ့25ရက်နေ့ဇန်နဝါရီ25 2026 video file လေးကြည့်လိုက်မယ်ပြီးတော့ပါလေးမရဘူးပါနဲ့မရဘူးနောက်အောင်ဖုံထအောင် like ပုံမှန်ရနော်ဆိုတော့ဘယ်သူလဲဆိုတာကြည့်တယ်လာတောင်းလာဝီချင်းနဲ့အမေရွယ်တည်းဟောဝီချင်းနဲ့လာတာဘယ်သူလဲငလျင်တော့အောင်ပြူလားတစ်ထည့်အောင်ရှိသွားတယ်ရှင်းတော့ဒီကဒီလိုထားတော့ဘယ်မှမရှောင်းနိုင်တာပေါ့ငလျင်ဒဏ်ကြောင်းမို့လို့လမ်းမလျှောက်နိုင်တဲ့အဖွားကိုဝီချင်းနဲ့လာတယ်မဲပေးမလားမပေးဘူးလားဆိုပြီးတော့လိုက်ပြီးတော့စိန်ခေါ်နေတဲ့မင်းတို့ပေးလားမပေးလားဆိုတာငါကိုယ်တိုင်လာကြည့်မယ်ဆိုတော့အချိုမျိုးနဲ့လိုက်ကြည့်နေတဲ့တောက်ပုဒါပေမဲ့မဲလာပြီးတဲ့အမေကိုဘာပြောလဲဆိုတာကျွန်တော်တို့သေချာတက်ကြည့်လိုက်အောင်လားဝေးလမ်းမဆောင်နိုင်ခုပေါင်ရိုးရနေရိုးဆောင်ရမိုက်တယ်နော်ဒီလောက်ဒဏ်ရာတွေချုပ်တဲ့နေတာကျွတ်တင်မဲပေးလို့ရတယ်ဘာကြောင့်ကျွတ်တင်မဲမပေးဘဲနဲ့အခုလိုလာပေးတာလဲသူကိုယ်တိုင်မေးတာနော်ဒါပေမဲ့ဟိုအမေကဘာပြောတယ်မသိဘူးဆရာနော်ဒါပေမဲ့ဘာဖြစ်လဲထပ်ကြည့်လိုက်အောင်သူကပြောလို့လားသူကပြောလို့ပေးခြင်းနဲ့စိတ်ရှိလို့လာပေးတာဘာပြောပေးခြင်းနဲ့စိတ်ရှိလို့မပြောခေါင်းမငိမ့်အဲ့လိုဘယ်လိုပါခဲ့ကိုလည်းမပြောဘူးတော့ကိုလည်းမပြောဘူးဒါကြော်စိုးအကောင့်ကနေတင်ထားတာစာကလေးကောင်းကြော်စိုးအကောင့်ကနေတင်ထားတာအသက်80ဝန်းကျင်လောက်ရှိနိုင်တဲ့အမျိုးသမီးတူဝီချဲနဲ့မဲယုံမဲလာပေးရတာတောက်ဘူးနဲ့တွေ့တယ်တောက်ဘူးမေးတယ်ကျွတ်တမဲပေးလို့ရတာဘာလို့မဲမပေးတာလဲအခုကြမှာဘာလို့ဒုက္ခခံပြီးလာပေးတာလဲမသိဘူးဆရာပေးခိုင်းလို့လားအင်းနဲ့ပေးခိုင်းလို့လားအင်းနဲ့နော်တော့ပေါ့တယ်နော်မဲပေးနိုင်တဲ့လူမြည်သူမဆိုထောက်ကိုပေးရမယ်မပေးလို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုရဲတတ်တည်အထောက်ထားတွေလည်းအများကြီးဒနုပြူမှာဆိုလို့ရှိရင်ဟန်းနဲ့တောင်မှပဲဒီနေ့လိုက်ပြီးတော့ကြောညာနေတယ်ဆိုတော့ဒီမဟာလာရေမင်းလုပ်တဲ့ရွေးချယ်ပွဲကြီးကတောက်ရှက်ဗျမ်းကိုကွဲနေရောဟုတ်လားကိုလင်းပြောတာဟုတ်လားဒီဗီဒီယိုဖိုင်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ကြော်စုTikTokအကောင့်မှာလည်းရှိတယ်လာရှင်းအောင်လို့ဗီဒီယိုဖိုင်လေးနောက်တစ်ခေါက်တော့ကြည့်လိုက်အောင်ဗျာနောက်တစ်ခေါက်တော့ဝီချဲကိုတွန်းလာတယ်လူနေနေတာတွေ့ဟုတ်ကျိုးတာတစ်ထည့်အောင်ရှိသွားတယ်ရှင်းတော့ဒီကလူကျိုးထားတော့ဘယ်မှမရှောင်းနိုင်တာပေါ့maybe ဒီကလာပြီညနေအောင်ကြည့်ပြောလို့လားဟုတ်တယ်ပေးခြင်းနဲ့စိတ်ရှိလို့လာပေးတာပေးခြင်းနဲ့စိတ်ရှိလို့ကျတော့ဘယ်လိုပါလဲကိုလေးဘာမှပြောဘူးနော်ကိုလေးဘာမှမပြောဘူးစောက်ရက်တွေကကိုယ်ပြီမပေးလို့မရဘူးဆိုလို့လာပေးရတာထောက်ချက်တွေကိုယ်ပြီမသိဘူးကိုလေးပြောသေးဘူးနော်မပြောသေးဘူးပြောမဲ့စကားလုံးတွေလာအောင်မယ်ပြောသေးဘူးโอเคဒီလောက်ပဲနေကိုချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါအရေးတော်အောင်ကိုအောင်ပါမယ်ဗျာ